ဒီနေ့တန္တရာတော်နှစ်2590ခုနှစ်ကောဇာတက္ကရာ1388ခုနှစ်နေုံလပြည့်ကျော်9ရက်ခရစ်နှစ်2026ခုနှစ်ဇွန်လ4ရက်ဇာတာပတိနေ့ရန်ကုန်တိုင်းဒေသကြီးလက်ကုန်းမြို့နယ်မြန်လန်း9မိုင်6ပါလုံးမှာရှိတဲ့ရတနာအောင်မြေကျောင်းတိုက်တွင်မှာဓမ္မဒါနတရားလို့မတ္တဒါနမြင့်နိဗ္ဗာန်လို့ဖြစ်တရားစကားလေးနဲ့ငယ်နာကြရအောင်ဦးဇင်းတို့ဗာများပြောပြကြလဲဆိုရင်လူလောကလူတဘာဝလူတွေရဲ့အခြေအနေဗီဇာမကုန်ခင်လေးဗီဇာကုန်ရင်ပြန်ကြရတဲ့အခြေအနေလေးကိုသွားပြီးတော့တွေးပြီးလို့ဗီဇာမကုန်ခင်အလုပ်တွေလုပ်ထားဗီဇာမကုန်ခင်တောင်းနေထားမှာဗီဇာကုန်လို့ရှိရင်ပြန်ကြမယ်နိုင်ငံခြားခရီးသွားတာပဲဖြစ်ဖြစ်ဟိုတယ်တစ်ခုမှတဲတာပဲဖြစ်ဖြစ်အိမ်တစ်ခုမှတဲတာပဲဖြစ်ဖြစ်နေရာတစ်ခုမှတဲတာပဲဖြစ်ဖြစ်လောကစီရဘောကတတ္တဝါဧည့်သည်များတို့တတ္တဝါတွေဟာလောကရည်ဟူသောစီရတဲ့ကိုလောကတွေကိုခဏလာကြတဲ့ဧည့်သည်တွေကိုအချိန်တိုင်းပြန်ကြဆိုလိုခရီးသွားပြီဆိုလို့ရှိရင်လည်းဒီတိုင်းပြပခရီးသွားတာပဲဖြစ်ဖြစ်နိုင်ငံခြားသွားတယ်ပေါ့ဗီဇာမကုန်ခင်လေးပဲနိုင်ငံခြားမှာနေတဲ့သူတွေဗီဇာကုန်တော့ကိုယ့်နေရာကိုပြန်ကြအောင်ဗီဇာကုန်လို့ရှိရင်ကိုယ့်နေရာကိုပြန်ကြရတယ်ဟိုတယ်တဲတာပဲဖြစ်ဖြစ်နိုင်ငံခြားသွားတာပဲဖြစ်ဖြစ်ခဏခရီးသွားတာပဲဖြစ်ဖြစ်ဗီဇာကုန်ရင်တက်တန်းကုန်လို့ရှိရင်ကိုယ့်နေရာကိုပြန်ကြဗီဇာမကုန်ခင်တက်တန်းမကုန်ခင်ရတဲ့ဘဝတန်ဖိုးထွက်အောင်အကျိုးရှိအောင်တို့များကြိုးစားဖို့လိုတယ်ဗီဇာမကုန်ခင်တို့တွေကြိုးစားထားတယ်အခုတို့တွေမှာနေခွင့်ရတယ်နေရတယ်ဆိုတာဗီဇာရှိသေးလို့တက်တန်းရှိသေးလို့တို့တက်တန်း85နှစ်တက်တန်းပေါ့85နှစ်ပြည့်ပြီဆိုလို့ရှိရင်တက်တန်းပြည့်ပြီပေါ့80နေရတယ်ဆိုတာတက်တန်းကျော်ပြီးတော့နေရတယ်90တရားနေရတယ်ဆိုရင်အမတန်ကံကောင်းနော်တတန်းမကုန်ခင်ဗီဇာမကုန်ခင်ရတဲ့ဘဝတန်ဖိုးထအောင်ဦးဇင်းတို့လည်းကြိုးစားပါတို့တော်ကောင်းနေနဲ့တက်တဲ့မြတ်ကြိုးစားဖို့လိုတယ်ကျေးဇူးတော်ရှင်မဟာဗုဒ္ဓမြတ်ဆရာတော်ဘုရားကြီးမိန့်ထားတဲ့စကားလုံးလေးသိပြီးတော့သဘောကျမစင်ကျင်ကြီးကျင်ငယ်တွေကိုလူတွေကမလွယ်ချင်ဘူးတဲ့မစင်ဘူးမလွယ်လို့ပြင်မဲ့ထမင်းကိုတွေ့နေသည်များတော့အတုပယွန်ရှာအပြည့်ဖြစ်တဲ့ဒီမစင်ကြီးကိုလွယ်နေရမှာပဲနော်တို့ရချင်းကြီးတွေချင်းငယ်တွေမစင်တွေဘယ်သူမှမလွယ်ချင်ဒါပေမဲ့တို့တွေကထမင်းဆိုတဲ့ဒီအာဟာရလည်းစားမှဖြစ်နော်အစာအာဟာရတွေကိုတို့တွေတွေ့နေသည်များတော့အတုပယွန်ရှာပဲအပြည့်ဖြစ်တဲ့ဒီမစင်ကြီးကိုတို့တွေလွယ်နေရမှာတော့တတ္တဝါတိုင်းကတင်မင်းကိုလူမရှိဘူးတဲ့သူပေမဲ့နေချင်းကိုတို့တွေကြိုးစုံမိတိုင်းနာခြင်းကိုကောင်းထိုးပြီးတော့ဝင်ကြရစမြဲဖြစ်တယ်နေခြင်းနဲ့နေတို့တွေနာစောစောပြောသလိုဗီဇာတက်တန်းမကုန်မချင်းနေခြင်းဗီဇာတက်တန်းပြည့်ရင်တော့တက်တန်းပြည့်လို့တာတို့တွေနိုင်ငံခြားခရီးသွားတဲ့သူတွေဘာပဲဖြစ်ဖြစ်တချို့ဗီဇာတက်တန်းပြည့်လို့တာဗီဇာပြန်တိုးလာတော့ဘာလို့ရှိနော်တက်တန်းပြည့်လို့တာပြန်လာတာမပြန်ချင်တဲ့သူတွေလည်းရှိလူတတန်း95နှစ်ပြည့်လို့80 90တရားပြည့်လို့သာဒီမင်းခေါ်လို့ပြန်သွားတယ်တော်တော်များများမပြန်ခြင်းညာတတ္တဝါတိုင်းဒီမင်းကိုလို့မရှိဘူးတဲ့သို့ပေမဲ့နေခြင်းကိုကြိုးစိုးမိတိုင်းနာခြင်းတို့သာကောင်းထုံးဝင်ကြစေတဲ့နေခြင်းကိုတို့ကနေခြင်းတော့နေခြင်းကိုကြိုးစိုးမိနေသည်မြနာခြင်းချင်းစရာပြတိနော်နာခြင်းကိုတို့ကကောင်းထုံးဝင်စမြဲဖြစ်တယ်တဲ့တို့တတ္တဝါတိုင်းရနာခြင်းကိုလည်းလုံးမရှိဘူးသို့ပေမဲ့ခိုင်မြဲတယ်လို့အဲ့လိုထင်မှုကြီးကိုလည်းအားကိုးနေသည်များနာခြင်းကိုကောင်းထုတ်ဝင်ပြီးဖြစ်တယ်တဲ့တော့တတ္တဝါတိုင်းရအိုမင်းပြီးတော့ကုန်းကွာပြီးတော့ဒီလိုကြီးဖြစ်နေတာလုံးမရှိဘူးသို့ပေမဲ့လူပြိုလန်းဆန်းခြင်းကိုဖြစ်စေတိုင်းအိုခြင်းတို့နှစ်ဝင်လာတာပဲတဲ့စစ်အဲ့ဒီအိုခြင်းတွေနာခြင်းတွေတည်ခြင်းတွေဟာဘဝဖြစ်ဇာတိကိုရနေသူတိုင်းသားတဲ့မိခင်ကိုလက်ဆက်မိတဲ့လျောက်ကြားလို့တဲ့ဟိုကလေးရှိတဲ့
မျိုးသမီးကိုအိမ်တော်ချမိတဲ့ယောက်ျားလိုမယားပါလာတဲ့သားသမီးတွေကိုလက်ခံလိုက်ရတယ်နော်ဇာတိကိုလက်ခံလာတဲ့တပြိုင်နက်နောက်ကအိုမှုတွေဇရာပြာတိပါရဏလက်ခံပြီးသားဖြစ်တာနော်သားတဲ့မိခင်သားတဲ့ဖခင်အိမ်တော်ရှိတဲ့ကလေးရှိတဲ့အဖေကလေးရှိတဲ့အမေကိုသွားပြီးတော့အိမ်တော်ကြားတယ်အိမ်တော်ပြုတဲ့သူဟာအလိုလိုဒီအဖေကိုလက်ခံလာတဲ့တပြိုင်နက်ဒီအမေကိုလက်ခံလိုက်တာနဲ့အိမ်တော်ပြုလာတဲ့တန်တဲ့တပြိုင်နက်သူ့နောက်ကပါလာတဲ့သားရဲ့သမီးတွေအဲ့ဒါတွေကိုကလက်ခံပြီးသားဖြစ်တာလက်ခံရတာနော်လောကသဘောအရာလက်မခံလို့မရဘူးဆိုတော့အဲ့လိုပဲတို့ဇာတိဆိုတဲ့ပြိတ္တန်နေခြင်းကိုကျူဆုံးပြီးတိုင်းဦးခြင်းတို့နာခြင်းတို့တည်ခြင်းတို့ဆိုတာတို့အတွက်လက်ခံပြီးသားဖြစ်တယ်နော်ဒါဟောတို့ဟာတိပြီးတော့ဒီယုတ်ခန္ဓာဥပဇာရဖြစ်စဉ်တန်တတိဖြစ်စဉ်ဇရတာအိုပြီးတော့လိုက်လာပြီးတော့အိဋ္ဌာတံအိုရစမြင်ပြောင်းလဲပြီးတော့ဒီလိုဖြစ်တာလေလက္ခဏာကြီး၃ချက်နဲ့အတင်းအရှာပြတာလျက်ရှိနေတဲ့အရာတွေကိုတဏ္ဍာမြတရားသဘောနဲ့မြင်အောင်ကြည့်ပြီးရှုမှတ်ဖို့လိုတယ်ဆိုပြီးတော့မဟာပရိမေဆရာတော်ကြီးမိတ်တာဆိုတော့ဒီမှာဦးဇင်းတို့အဓိကပြောချင်တာကတော့တို့တွေဟာဗီဇာကောင်းရင်ပြန်ကြမှာဗီဇာမကောင်းခင်လေးဒီနေ့ဆိုရင်လို့ရှိရင်မူလာတဲ့အငယ်တဲ့လက်တန်းကြီးတဲ့နေပထမပြန်နေအောင်စင်းထွက်တယ်နောက်နေ့ဆိုဓမ္မစီရတန်းနေထွက်မယ်နောက်10တန်းနေတက္ကသိုလ်ဝင်တန်းနေအကလေးတွေအောင်စင်းနေထွက်ပြီးဆိုရင်အောင်လို့ဆိုပြောကြတယ်ကြားတဲ့သူကြတော့လည်းကြားလို့ဆိုပြီးစိတ်ညစ်ကြနော်အကောင်လုံးကခဏလေးစာမအောင်သွားတယ်လေခဏတော့ပြောရတယ်ပြီးတော့အောင်လက်မှတ်တွေတော့ပဲထားမိမှမသိဘူးနော်ဒါမျိုးဖြစ်တတ်တယ်တခါစောင်းဝဲကြတဲ့အချိန်ဘွားကြီးပြတ်သွားတယ်လို့ဒါမျိုးဖြစ်တယ်ဒါလေးကခဏလေးပဲအောင်ချင်းကြောင့်လည်းဒါစိတ်မတက်အောင်ခန္ဓာရှိအောင်မွေးထားကြာချင်းကြောင့်လည်းစိတ်မပြောင်းခန္ဓာရှိအောင်မွေးထားတယ်အတွေ့အကြုံရှိတဲ့သူကတော့ဘာမှသိမဆန်းတော့အတွေ့အကြုံမရှိတဲ့သူတွေသူ့အတွက်ကဒါကြီးအကြီးပဲနော်အကြီးပဲဗီဇာမကုန်ခင်မှာဒါကြီးကြုံအောင်အများကြီးကြုံအောင်လာဘလိုက်ရခြင်းမရခြင်းဆိုတဲ့လောကရန်နဲ့ရတော့အရတော့အခြေရရှိခြင်းမရှိခြင်းဆိုတဲ့လောကရန်နဲ့အောင်မြင်ခြင်းမအောင်မြင်ခြင်းနဲ့အစဉ်ပြေခြင်းမပြေခြင်းနဲ့နေနံပဒနဲ့ချိမခံဒီကဲခံခြင်းနဲ့ဒုက္ခဒုက္ခဆင်းရဲခြင်းချမ်းသာခြင်းဒါတွေအားလုံးကြုံဗီဇာကိုရင်ပြန်ဗီဇာမကုန်ရင်ဒါတွေအားလုံးကြုံရမယ်ဗီဇာရှိနေတယ်တော့ကိုယ်နေရာလေးမှာကိုယ်နေကြဟိုတယ်မှာနေတာပဲဖြစ်ဖြစ်နိုင်ငံခြားနေတာပဲဖြစ်ဖြစ်ခီးသွားတာခဏသွားတာပဲဖြစ်ဖြစ်ဂျာကြီးသွားတာပဲဖြစ်ဖြစ်ဗီဇာကုန်ရင်တက်တန်းကုန်ရင်ကိုယ်နေရာကိုပြန်ကြရတယ်အဲ့လိုပဲတို့တွေဗီဇာမကုန်ခင်တက်တန်းမကုန်ခင်မှာရထားတဲ့ဘဝတန်ဖိုးထွက်အောင်အနှစ်ထွက်အောင်တဏ္ဍာများကြိုးစားကြသီလဖြင့်ဖြူစင်သောကိုယ်ဖြစ်အောင်သမာဓိဖြင့်တည်ကြည်သောစိတ်ဖြစ်အောင်ပညာဖြင့်ဆင်ခြင်နိုင်စွမ်းသောအသိဉာဏ်တွေရအောင်ဒါယောဂီတူဆိုရင်ပေါ့နော်တရားတို့တည်တူရအောင်ဒုတိယဆိုရင်တော့စီဝိုင်းတွေជីវတိုးတက်အောင်ជីវတိုးတက်ချမ်းသာအောင်ကြိုးစားမယ်ကုသိုလ်တွေလည်းလုပ်မယ်တရားအတ္တိတွေလည်းရအောင်ကြိုးစားမယ်ဒါဆိုလို့ရှိရင်ဗီဇာမကုန်ခင်နေရတဲ့အချိန်လေးမှာတန်ဖိုးရှိနော်တို့တွေဗီဇာကုန်ရင်တက်တန်းကုန်ရင်ပြန်ကြမှာဖြစ်တဲ့အတွက်ဗီဇာမကုန်ခင်တက်တန်းမကုန်ခင်မှာရတဲ့ဘဝတန်ဖိုးထွက်အောင်ကြိုးစားကြသဖြင့်လောကီတွေ့တဲ့အကျိုးရှိလောကုတ္တရာတွေ့တဲ့အကျိုးရှိပြီးတော့အကျိုးရှိတဲ့တန်ဖိုးမြင့်တဲ့သူတော်ကောင်းဒီကိုယ်စီဖြစ်နိုင်ကြပါစေကုန်သတည်း